မင်္ဂလာပါရှင်ခင်ကချင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ခင်ချက်စားနေကြအိမ်ချက်မွေးငါလေးကိုချက်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ချက်နည်းလေးကလွယ်ကူရွှေ့ရှင်းလို့တူတူလိုက်ကြည့်လိုက်ကြရအောင်နော်ပါဝင်ပစ္စည်းလေးတွေကတော့ငါမုတ်ဖက်ငှက်ပြောဦးကလဲပဲစံကျွတ်သွန်လီကျွတ်သွန်ကျူဂျင်းစပယ်လင်းပဲကြော်နနမင်းတို့ပဲဖြစ်ပါတယ်ရှင်ကလဲပဲလေးကိုတော့မနဲ့စောစောထားပြီးတော့ဖိတ်ထားလိုက်ပါတယ်ရှင်အရင်ဆုံးငါပြုတ်ဖို့အတွက်ပြင်ဆင်လိုက်ပါအောင်ရှင်ငါးလေးချက်ပြီဆိုတာနဲ့အသားလေးမြင်ထားလိုက်ပါမယ်ရှင်အသားလုံးကိုမကြေစီပဲအမြောင်လိုက်ကြီးကြီးနဲ့နှွာထားလိုက်ပါမယ်ရှင်ငါးနေတော့မှဆန်လော်လိုက်ပါအောင်မယ်ရှင်ဆန်လော်ပြီးသွားရင်ဆန်လေးတွေကိုထောင်းထားလိုက်ပါမယ်ရှင်ပြုတ်ပြီးသားကလေးပဲကိုအနှစ်တိုက်ထားလိုက်ပါမယ်ရှင်အားလုံးပြင်ဆင်ပြီးတော့ဆိုတော့မင်းကားလေးချက်လိုက်ပါမယ်ရှင်အယိုးနဲ့မိသားငါးလေးတွေကိုထောင်းထားတဲ့ကြက်သွန်ချူနေခြင်းစပယ်လင်တို့နဲ့စီတက်လိုက်ပါမယ်ရှင်ပြန်ပြီးဆိုတော့ငါးလေးစစ်တက်တာရပါပြီရှင်ငါးစီတက်တာရပြီဆိုတော့ဟေ့စားချက်ဖို့အတွက်ရေနွေးလေးစတင်လိုက်ပါမယ်ရှင်ရေနွေးဆိုပြီးဆိုရင်တော့ပဲရည်လေးထည့်လိုက်ပါမယ်ရှင်ဆန်လော်မုံလေးထည့်ပြီးစတိုက်မှုပေးရပါမယ်ရှင်ဆန်လော်မုံလေးပွားပြီးရေဆူလာတဲ့အခါကျတော့မှမူရရက်ပေးရပါမယ်ရှင်ဆန်လုံးပုံလေးပွားပြီးရင်နွေးကိုပွက်ဆူပြီးဆိုရင်တော့ငါးစီတက်တာကိုထည့်လိုက်ပါမယ်ရှင်နောက်ဆုံးမှာပြုတ်ထားတဲ့ဘဲဦးနဲ့ငရုတ်ကောင်းပုံလေးကိုထည့်လိုက်ပါမယ်ရှင်တ
လက်စလည်းငမြရီအရသာမုံငပြောဦးကိုထည့်လိုက်ပါမယ်ရှင်ငမြရီထည့်တဲ့နေရာမှာဟင်းရီပွက်စီမှာထည့်ပါရှင်ဟင်းရီပွက်မရှိပဲငမြရီထည့်ရင်ငမြရီနဲ့နံနဲ့ပါရှင်ဟင်းရီကြရင်သုံးဆောင်လို့ရပါပြီရှင်နေကောင်းတဲ့မုံမွေးလေးနဲ့ငါးရတာချူချူလေးရခင်အိမ်မှာအမြဲတမ်းချက်စားနေကြအိမ်ချက်မွေးငါပဲဖြစ်ပါတယ်ရှင်ချက်နည်းလေးကလွယ်ကူရွှေရှင်းလို့အိုက်ချက်စားကြည့်လို့ရပါတယ်ရှင်နောက်ရက်တင်မှာပြန်တွေ့ကြမယ်ရှင်